ထိုင်းမှာအိမ်ပေါ်လောက်တော့ကလည်းမင်းယောက်ျားထက်မဲတဲ့အိမ်ပေါ်ကြီးလောက်တယ်ပေါ့ဒီဘက်ကိုပြန်ရောက်လာပြန်တော့လေယောက်ျားထက်မဲတဲ့ဈေးရောင်းနေဘာညာပေါ့အဲ့လိုအမျိုးမျိုးရှိတာပေါ့တကယ်တော့ကိုလောက်တဲ့အလုပ်တစ်ခုကရိုးရှင်းတယ်ရိုးသားတယ်နောက်တော့ကိုလောက်တဲ့အလုပ်ကကိုဘဝနဲ့တက်ထက်တဲကြပြီးတော့ဝေဒနာပါတဲ့အလုပ်ဖြစ်နေတာလေဘယ်အလုပ်မဆိုလောက်စားကင်စားခဲ့ရတဲ့လူငယ်တယောက်အနေနဲ့အခုတို့အိမ်ကြီးအိမ်ကောင်းထားပါတော့ကိုယ့်ရဲ့ရွာတလေးကိုယ့်ရဲ့ဒေသတလေးနဲ့စမှာဆိုအင်ကြီးအိမ်ကောင်းထဲမှာပါသွားတာပေါ့နော်အဲ့ဒါကြောင့်တကယ်ကိုပျော်တယ်ပြောပြမတန်အောင်ဝင်းတာရေပေါ့ဟုတ်ဝင်းတာပီတီပေါ့ဝင်းတာချင်းကကြတော့လက်စီနေတဲ့အဖေမိသားစုအတွက်လုံခြုံမှုတစ်ခုပေါ့ဝင်းနေချင်းကတော့အမေပေါ့နော်အဓိကတော့အမေကိုထားစေချင်တာပေါ့အမေကိုပို့ပြီးတော့လှစေချင်တယ်တောက်ပအောင်ပို့ထားချင်ကြတာလေအဲ့ကြောင့်ကိုတောက်ပနေတဲ့အချိန်ကိုပြည့်စုံနေတဲ့အချိန်မှာပေါ့အမေမရှိတာတစ်ခုပေါ့နော်အဲ့ဒါဝင်းနေချင်းတစ်ခုပါလို့ဟုတ်သူတို့ကအမြင်နဲ့အားကြတာပေါ့ချမ်းအကျွေးတွေစီနာလေသူမှမသိတာအိမ်တလုံးစားပါအကျွေးနဲ့စောက်ကြတာပေါ့အဲ့ဒီအိမ်စားတာပါအိမ်လေးကကြတော့လေပြီးရွာကြီးပေါ့ဟုတ်အခုဒီလာထဲမှာအိမ်တက်ပွဲလေးလောက်မှာပါဟုတ်အကိုရမ်းချရတဲ့လူတော်ဆုံးပြစ်ပြီးတော့စောက်ခဲ့တာဟုတ်ကိုကရန်နေအလုပ်စူးစားရလေသူ့ကိုအချိန်မပေးတော့သူစိတ်ဆိုးစိတ်ကောက်တာပေါ့နော်အဲ့ကြောင့်သူကိုမဆက်သွယ်တော့ဘလော့သွားမင်းစိတ်ကုန်နေဆိုပြီးတော့အဲ့ကြောင့်စိတ်ကုန်တော့လဲစိတ်ကုန်ပေါ့နော်ဒီအလုပ်တော့ငါဆက်လုပ်ရမယ်ဆိုပြီးတော့သူ့ကိုပြက်လိုက်တာပေါ့ဟာသားအနေနဲ့ပြောတာပါဒီအိမ်တစ်လုံးဖြစ်မှဖို့ဆိုတာအိမ်တစ်လုံးဆိုတာကဘာပဲပြောမိသားစုတစ်စုလုံးရဲ့အရိတ်တစ်ခုပေါ့နော်ဒီကားတွေဘာတွေဝယ်တယ်ဆိုတာကိုမကြိုက်ဘူးတပြန်လဲမယ်ပြန်ရောင်းစားမယ်ကြိုက်တဲ့ချိန်လုပ်လို့ရတယ်အိမ်ဆိုတာဘဝတစ်ခုလုံးရဲ့ခေါင်းဟိုလိုမဲ့အသက်ရှူနေတဲ့ရွေခေါင်းချတဲ့ထိကိုနေဖို့အတွက်ကိုတိဆောက်ကြတာလေအဲကြောင့်ဒီအိမ်တစ်လုံးဖြစ်မြောက်ဖို့ကိုလည်းချမ်းနေနဲ့အကောင်းဆုံးစူးစမ်းရတယ်နေမနာညမနာစူးစမ်းရပေါ့နော်အတိုက်ခံရတော့လဲလုပ်ငန်းကြီးသည့်ဖြစ်စေသေးသည့်ဖြစ်စေဘလို့ပုံကိုရရမှာမဆိုအနှဲငယ်စီကြရဲပေါ့အဲ့ဒါတွေအားလုံးဥပိ္ပခါပြုတယ်ဒါပေမဲ့လောက်လာခဲ့တဲ့အရာတွေပိုင်ဆိုင်ခဲ့တဲ့အရာတွေကအယိုးရှင်းဆုံးအရာတွေနဲ့ကိုတက်တိတက်ကျွမ်းကျင်တဲ့ဈေးအောင်ဈေးဝယ်နဲ့စူးစမ်းပြီးတော့ရလာတဲ့အရာတွေမျိုးပေါ့နော်အမတန်တန်မိုးထားရဲ့အမတန်ချစ်မြတ်နိုးတဲ့ပစ္စည်းတွေဖြစ်တယ်ပေါ့အခုတို့ပြီးသွားတဲ့အချိန်မှာလည်းဒါပြောပြမတတ်အောင်ပျော်တယ်ဒီအိမ်တစ်လုံးကတချို့သူတွေတချို့အရာတွေအတွက်ကဘာမှမဟုတ်ဘူးဆိုပေမဲ့ချမ်းတို့တို့တစ်ခစ်တစ်ခါကအိမ်ပေါ်လောက်ခဲ့ရတယ်ဘယ်အလုံးမဆိုလောက်စားကင်စားခဲ့ရတဲ့လူငယ်တယောက်အနေနဲ့အခုတို့အိမ်ကြီးအိမ်ကောင်းထားပါတော့ကိုယ့်ရဲ့ရွာတလေးကိုယ့်ရဲ့ဒေသတလေးနဲ့စမှာဆိုအိမ်ကြီးအိမ်ကောင်းထဲမှာပါသွားတာပေါ့နော်အဲ့ဒါကြောင့်တကယ်ကိုပျော်တယ်ပြောပြမတန်အောင်ဝင်းတာရေပေါ့ဟုတ်အမှန်ဆုံးပြောရမှာဆိုအမြဲတမ်းတတိယနေရာမှာလေမေးပြစ်ဖို့အတွက်မကောင်းဘူးပေါ့လူတွေရဲ့ဘဝအမြဲတမ်းပြောင်းလဲခြင်းဆိုတာရှိနေမှာပဲချမ်းရဲ့အောင်မြင်ခြင်းတစ်ခုကလည်းအချိန်ကာလတစ်ခုရောက်ရင်ကြာရှုံးသွားနိုင်မှာပဲလေအဲ့တော့ချမ်းရဲ့လက်ရှိအောင်မြင်နေတဲ့အချိန်မှာဘဝရဲ့အမှန်တိုင်းဖြတ်တည်ရင်ကြာရှုံးတဲ့တနေ့ကျရင်ချမ်းကိုသူတို့ကမုန်းမှာမဟုတ်ဘူးသူတို့ချစ်နေမှာပဲအဲ့ဒါကြောင့်ချမ်းရဲ့ဘဝအမှန်အတိုင်းအရာအတိုင်းဘလောက်ပဲပိုင်ဆိုင်ခဲ့တဲ့အရာတွေတန်ဖိုးကြီးဖြစ်နေပါစေဒီကစိတ်ပိုင်းဆိုင်ရာအရင်တိုင်းမှာပဲလို့ဟုတ်ထုံးနေကြပါဗောဘာဟိုကိစ္စဘာဒီမနဟိုဟာဒီတရားတွေရောပြောနေကြရပဲဗောလူကကြတော့ရောက်တရားမှာရောက်တရားလုံးကစကားမျိုးတရားရှိရလေအဲကြောင့်ချမ်းဘက်ကဘာမှလည်းခေါင်းထဲမထည့်ဘူးချမ်းလုပ်တဲ့အလုပ်ကကြတော့အယိုးချင်းဆုံးအလုပ်ဖြစ်တယ်ဝေဒနာပါတဲ့အလုပ်ဖြစ်တယ်အဲဒါကြောင့်အကောင်းဆုံးရွေးချယ်ခဲ့တယ်အကောင်းဆုံးဖြတ်တန်းလာခဲ့တိဆောက်လာခဲ့တယ်ဗောအခုပင်ပန်းခဲ့ရတာတွေနဲ့ပေးဆက်ခဲ့ရတာတွေနဲ့အခုပိုင်ဆိုင်ထားတဲ့ဘဝနဲ့ပစ္စည်းတွေနဲ့ထိုက်တန်တယ်လို့ခံယူရပေါ့နော်ဟုတ်ဝင်းတာပီတီပေါ့ဝင်းတာချင်းကကြတော့လက်စီနေတဲ့အဖေမိသားစုအတွက်လုံခြုံမှုတစ်ခုပေါ့ဝင်းနေချင်းကတော့အမေပေါ့နော်အဓိကတော့အမေကိုထားစေချင်တာပေါ့ဘာဖြစ်ပြောအမေနဲ့အဖေဘသူ့ကိုပို့ချစ်တဲ့မေးခွန်းထုတ်ခိုင်းရင်ထဲကဖြစ်ရင်တော့အမေကိုတော့ရာဂိုင်နှုန်းအပြည့်အဖေလည်းရာဂိုင်နှုန်းပါပဲဒါပေမဲ့အမေကိုပို့ပြီးတော့လှစေခြင်းနဲ့တောက်ပအောင်ပို့ထားခြင်းကြတာလေအဲကြောင့်ကိုတောက်ပနေတဲ့အချိန်ကိုပြည့်စုံနေတဲ့အချိန်မှာပေါ့အမေမရှိတာတခုပေါ့နော်အဲ့ဒါဝမ်းနေခြင်းတခုပါလို့ဟုတ်ထိုင်းမှာအိမ်ပေါ်လောက်တော့ကလည်းမင်းယောက်ျားထက်မဲတဲ့အိမ်ပေါ်ကြီးလောက်တယ်ပေါ့ဒီဘက်ကိုပြန်ရောက်လာပြန်တော့လေယောက်ျားထက်မဲတဲ့ဈေးရောင်းနေဘာညာပေါ့အဲ့လိုအမျိုးမျိုးရှိတာပေါ့တကယ်တော့ကိုလောက်တဲ့အလုပ်တစ်ခုကရိုးရှင်းတယ်ရိုးသားတယ်နောက်တော့ကိုလောက်တဲ့အလုပ်ကကိုဘဝနဲ့တက်ထက်တဲကြပြီးတော့ဝေဒနာပါတဲ့အလုပ်ဖြစ်နေတာလေအဲ့ကြောင့်ဟိုချမ်းဟွာတချို့မိဘတွေကကြတော့လေသူတို့ရဲ့သားသမီးတွေကိုအမြဲတမ်းပြောနေကြတဲ့စကားလေးချမ်းကြားတာပေါ့ကိုယ်တိုင်လည်းကြားသလိုသူတို့မိဘတွေကပြန်ပြောတာပေါ့နင်တို့ရဲ့ဘဝတွေကိုနင်တို့ငါစိတ်ပြတ်တယ်အောင်ချမ်းရေးဘဝကိုကြည်ပါလားအောင်ချမ်းရေးဘဝမှာနင်တို့အတူယူစရာအများကြီးရှိတယ်ပေါ့သူတို့ရဲ့မိဘတွေကသူတို့ရဲ့သားသမီးတို့အဲ့လိုစကားလေးတွေပြန်ဆုံးမတာချမ်းအတွက်အမှတ်တရတစ်ခုပေါ့အဲ့ဒီစကားချမ်းအတွက်တန်ဖိုးရှိတယ်လေလူငယ်ရောက်တရားမှာ90လောက်ကချမ်းကိုမနှစ်သက်ပေမဲ့10ယောက်လောက်ကချမ်းကိုအတူယူတာရှိရပေါ့အဲ့တော့အတူယူတဲ့လူတွေအနေနဲ့ကဘဝတစ်ချစ်တဆိုးပြောင်းလဲသွားနိုင်တယ်
ကောင်းနိုင်တယ်ပေါ့အတူမြူတဲ့လူကတော့ဒါတို့ရဲ့ရွေးချယ်နေမှုပဲလေကိုရောက်တရားလုံးကကိုနှစ်သက်နေမှာမဟုတ်ဘူးလေနော်ဒါပေမဲ့ချမ်းရဲ့ဘဝတစ်ခုလုံးမှာရုပ်ပြက်စင်ပြက်စိတ်ပြက်စေရမယ့်အရာတစ်ခုမှမမြင်ရအောင်ချမ်းဘဝကိုအကောင်းဆုံးကြိုးစားရတယ်လူငယ်တွေတယောက်အနေနဲ့တင်ယူစရာရှိတယ်အားကြစရာရှိတယ်အတူယူပိုင်ခွင့်တွေအများကြီးရှိရပေါ့နော်ဟုတ်ကဲ့